ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းလေးကတော့တစ်ချိန်ကမြန်မာငွေတစ်ကျပ်လျင်အမေရိကန်ငွေ$6နဲ့ညီမျှအောင်တန်ဖိုးရှိခဲ့တဲ့မြန်မာငွေအကြောင်းပဲဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းငွေလို့ခေါ်တဲ့ပတ်စံကိုသုံးနေကြပေမဲ့ဒီငွေကဘယ်လိုဖြစ်ပေါ်လာပြီးဘယ်ကနေထုတ်နေတယ်လဲဆိုရင်အချို့ကမသိပဲဖြစ်နေတယ်လို့ဗဟုသုတအဖြစ်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်စိတ်ဝင်စားစရာကောင်းတဲ့မြန်မာငွေဖြစ်ပေါ်လာပုံသမိုင်းကြောင်းအချို့နဲ့မြန်မာငွေစက္ကူများရိုက်နှိပ်တဲ့ဝါစီစက်ရုံကြီးအကြောင်းဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုဖို့ကြံပေးပါရစေရှင်။ယဉ်ကျေးမှုအစဉ်တန်းမြင့်လာတဲ့ကြောက်ခေလူသားများဟာငွေတုံးရွှေတုံးများဖြင့်လဲလဲဝယ်ယူရာကနေဒင်းငါးများရိုက်နှိပ်သုံးဆွဲလာခဲ့ကြကရှေးမြန်မာတို့ဟာလည်းဒီလိုအစဉ်စဉ်စတင်ပြောင်းလဲလာခဲ့ကြပါတယ်။ရှေးမြန်မာများတွင်အစောဆုံးဒင်းငါးသုံးဆွဲမှုကိုတွေ့ရှိရပုံမှာနံပါတ်1ပြူခေဟန်လင်းဗိတနိုးနဲ့တရေခေတရာခေတို့တွင်ဟန်လင်းဒင်းကနံပါတ်2နွာလာဥတ္တပတပြေညွန့်နဲ့မင်းအမိခတ်နှိပ်ထားသောရခိုင်ဒင်းငါးများနဲ့နံပါတ်3ဟင်းသာရုပ်ပါရှိသည့်မွန်ဒင်းကားများသုံးဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။ပကံခေအင်းဝခေတ်တို့မှာကငွေတုံးငွေခဲများကိုသာအစိတ်သား20သား30သားစသည်ဖြင့်ပြုလုပ်သုံးဆွဲခဲ့ကြောင်းတွေ့ရှိရပါတယ်။ကုန်းမောင်ခေဘိုးတော်ဖျားလက်ထက်ရောက်မှသာခေမီမြမဒင်းငါးများကိုကာလာကတားမြို့တွင်သုံးလုပ်သုံးဆွဲခဲ့တယ်လို့သိရပါတယ်။ခရစ်တက္ကရာ1852ခုနှစ်မြန်မာတက္ကရာ1228ခုနှစ်တစောင်းမောင်းလပြည့်ကျော်9ရက်မင်းတို့မင်းလက်ထက်မှာမန္တလေးတွင်ဒင်းငါးစက်ရုံကိုစတင်တည်ထောင်ခဲ့ပါတယ်။ဒါကတော့မူးစေမတ်စေငါးမူးစေကြက်စေဖြင့်စခဲ့တဲ့မြန်မာငွေကြေးအစာပိုင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအသုံးပြုသောငွေကိုပိုက်ဆံလို့ခေါ်ခဲ့ကြတဲ့အကြောင်းရင်းကအိန္ဒိယနိုင်ငံမှဆင်းသက်လာတာဖြစ်ပါတယ်။ပိုက်ဆံဆိုတာအိန္ဒိယနိုင်ငံတွင်အကျွေစေ့ကိုခေါ်တဲ့ဝဟာရတစ်မျိုးဖြစ်ခါလိုက်လံပြောဆိုရမှအသုံးတွင်လာခြင်းဖြစ်ပါတယ်။မြန်မာငွေကြေးရဲ့အသေးဆုံးရေတွက်တဲ့ယူနစ်မှာပြားဖြစ်ခါတစ်ကျပ်မှာပြား100ရှိပါတယ်။ယနေ့ခေတ်အနေနဲ့ပြောရရင်တော့အသေးငယ်ဆုံးငွေကြေးမှာတစ်ပြားဖြစ်ပြီးအကြီးဆုံးငွေစက္ကူမှာ1000ကျပ်ဖြစ်ပါတယ်။ယခု2023ခုနှစ်မှာ2000ကျပ်တန်ထုတ်ခဲ့ပေမဲ့လူထုကြားတွင်သုံးစွဲမှုသိမ့်မရှိပါဘူးရှင်။ဗြိတိရှလက်အောက်ရောက်ခဲ့စဉ်ကအိန္ဒိယဒင်းကားများနဲ့ရူပီကိုမြန်မာငွေအဖြစ်သုံးစွဲခဲ့ရပြီးရူပီငွေစက္ကူပေါ်မှာမြန်မာနိုင်ငံအတွက်ဆိုပြီးရေးသားထုတ်ဝေခဲ့တာလည်းရှိခဲ့ပါတယ်။ဂျပန်ခေတ်မှာတော့ဂျပန်တို့ရိုက်ထုတ်တဲ့ငွေစက္ကူများကိုသုံးခဲ့ကြရပါတယ်။လွတ်လပ်ရေးရပြီးခေတ်1948ခုနှစ်မှာဗမာနိုင်ငံတော်အစိုးရဆိုသောစာသားဖြင့်ထောင်ရုပ်ပုံများပါရှိတဲ့ငွေများပညာမင်းကြီးဦးကောင်းရဲ့လက်မှတ်ပါရှိတဲ့ငွေများအုပ်ချုပ်ရေးမှူးဦးစံလင်း၏လက်မှတ်ပါဝင်သည့်ငွေများကိုလည်းထုတ်ဝေခဲ့ကြပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါရှိတဲ့ငွေများကိုတော့လွတ်လပ်ရေးရပြီးခေတ်မှယနေ့အချိန်အထိလုံးလုံးပြတ်ကွယ်သွားတာမျိုးမဟုတ်ပဲမြင်တွေ့နေရဆဲဖြစ်ပါတယ်။နောက်ပိုင်းမှာဦးကောင်းပိုက်ဆံနဲ့ဦးစံလင်းပတ်စံတို့ကိုတရားဝင်အဖြစ်မှရက်စဲခံခဲ့ရပြီး1989ခုနှစ်မတိုင်ခင်မှာငွေစက္ကူအမျိုးအစားအတော်များများဟာတရားမဝင်အဖြစ်သတ်မှတ်ခံခဲ့ရကဒီဘက်ခေတ်မှာတော့မရှိတော့ပဲ25ကျပ်တန်35ကျပ်တန်85ကျပ်တန်စတာမျိုးတွေဖြစ်ပါတယ်1989ခုနှစ်ဇွန်လ20ရက်နေ့တွင်နိုင်ငံတော်အမည်အားမြန်မာနိုင်ငံသို့ပြောင်းလဲပြီးနောက်ပိုင်းတွင်ငွေစက္ကူအသစ်များကိုထုတ်ဝေခဲ့ပြီးငွေစက္ကူဟောင်းများအားရုပ်သိမ်းခြင်းမပြုခဲ့ပဲဟောင်းနှမ်း၍အသုံးပြုခြင်းနည်းပါအောင်သာထားရှိခဲ့ပါတော့တယ်နိုင်ငံတော်ညီဝတ်ပြည်ပြမှုတည်ဆောင်ရေးအဖွဲ့လက်ထက်တွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှချင်းတင်မင်းရုပ်ပုံပါငွေစက္ကူအတွဲစင်များကိုဗိုလ်ချုပ်ပုံပါငွေစက္ကူအတွဲစင်များနေရာတွင်အစားထိုးခဲ့ပါတယ်1989ခုနှစ်ဝန်းကျင်ကတရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်းဟာအမေရိကန်ဒေါ်လာကိုမြန်မာငွေ6ကျပ်စနစ်ဖြင့်နှစ်30ကျော်ကျင့်သုံးခဲ့တယ်လို့လည်းသိရပါတယ်ယခုလက်ရှိသုံးစွဲနေတဲ့မြန်မာငွေစက္ကူများကိုတော့အရက်ဖက်ပြည်သူများမြည်သူမျှတွားရောက်ခွင့်မရှိတဲ့ဝါစီစက်ရုံမှရိုက်နှိပ်ပါတယ်ဝါစီစက်ရုံဟာမကွေးတိုင်းပခုက္ကူမြို့နယ်ရဲ့အစွန်အဆုံးတောင်ကုန်းပေါ်မှာတည်ရှိကအဲ့ဒီတောင်ကုန်းရှိစက်ရုံရဲ့ပတ်လည်မိုင်20အတွင်းမြည်သည့်လူနေကြေးရွာအိမ်မှမရှိပါဘူး။အေယာဝတီမြစ်အထက်ပေ1000ကျော်မြင့်သောတောင်ကုန်းပေါ်မှာတည်ရှိပြီးစက်ရုံသွားတဲ့အဝင်လန်းအထွက်လန်းဟာတလန်းပဲရှိပါတယ်။အနည်းဆုံးလူနေထိုင်ရာနေရာဟာစက်ရုံအဝင်လန်းအစမှလမ်းရွာကြေးရွာဖြစ်ပါတယ်။ဝါစီစက်ရုံသွားတဲ့လမ်းမှာလက်နက်ကိုင်းလုံခြုံရေးအဆင့်ဆင့်ရှိနေပြီးစက်ရုံမှာအလုပ်လုပ်သောဝန်ထမ်းများရဲ့အတူနေမိသားစုအိမ်အောင်စုဝင်များမှအပဘယ်သူကိုမှသွားလာခွင့်မပြုထားပါဘူး။
အဲ့ဒီမိသားစုဝင်များဟာလည်းစစ်ဆေးရေးဂိတ်တိုင်းမှာဓာတ်ပုံနဲ့တကွရှိပြီးသားဖြစ်လို့အစစ်ဆေးခံရပါတယ်။စစ်ရုံဘေးပတ်လည်မှာပုံစံတူအရွယ်တူတိုင်တန်းလျာရှိတွေရှိပြီးတက်မတော်သားနဲ့ဝန်ထမ်းများရဲ့မိသားစုဝင်များနေထိုင်ကြပါတယ်။ဘယ်လိုပစ္စည်းတွေထုတ်လုပ်တယ်လဲဆိုရင်တော့ပြည်ရင်းသုံးငွေစက်ကူတွေစာပို့တစိမ့်ကောင်းတွေစာချုပ်တစိမ့်ကောင်းမျိုးစုံအောင်ပါလေထီလက်မှတ်တွေအခြားလုံခြုံရေးနဲ့သက်ဆိုင်သောစာရွက်စာတမ်းတွေကိုရိုက်နှိပ်ပါတယ်။ငွေစက်ကူရိုက်တဲ့စက်ကူသားကဝါကွန်ချီ40ရာခိုင်နှုန်းပါဝင်ပြီးလုံခြုံရေးငွေရောင်ကျိုးပါဝင်သောစက်ကူကိုအိန္ဒိယနိုင်ငံမှယူရပါတယ်။ဝါဖြင့်လှုပ်ထားတဲ့စက်ကူကငွေစက်ကူရိုက်လို့မရနိုင်ပါဘူး။ဝါစီမှထွက်ရှိလာတဲ့ငွေစက်ကူများကိုလုံခြုံရေးတင်းကျပ်စွာဗဟိုဘဏ်သို့တည်ဆောင်ကြရကဒီငွေတွေဟာလည်းတန်းသုံးဆွဲလို့မရနိုင်သေးတဲ့ငွေစက်ကူများဖြစ်ပါတယ်။ဒါကတော့ငွေစက်ကူထုတ်လုပ်ပုံနဲ့တမိုင်းကြောင်းအချင်းကိုဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ခုတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာများကိုတော့ဦးမြင့်စောတမိုင်းပေါမောက်ခ History of Banknotes Central Banknotes မြန်မာရှေ့သို့စာဆောင်အတွဲကိုမြန်မာနိုင်ငံပြည်ပခါကြားမှာစီးပွားရေးအသွင်ကူးပြောင်းလာမှုစာပိုင်ကစသည်တို့မှအချက်လက်များကိုကိုးကားတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းတမိုင်းဝင်အကြောင်းအရာများနဲ့ဗဟုသုတရစရာများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share လေးလုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။